ဖြစ်เสียဟင်းချစ်တဲ့သူကရိုက်လို့တော့တွေးတော့လားချို့ဟုတ်ပါတယ်ခင်ဗျဟုတ်ပါတယ်ပထမဆုံးမှာမမိုးနဲ့ကျွန်တော်ခုနလည်းပြောပါတယ်မမိုးနဲ့ကဘာမှတွေးတူးတူးညှိစီကြရတယ်မလိုဘူးပေါ့နော်အမားနဲ့ကအရန်ကိုအလုပ်လုပ်ကောင်းတယ်ပြီးတော့တယောက်ဖြစ်ချင်တဲ့ဟာကိုလည်းတယောက်သိကြတယ်ပေါ့နော်ပြီးတော့ဆိုတော့ဘာရိုက်ကွင်းမှာဆိုလဲအမငြိမ်နေတာပဲပေါ့နော်ဘာမှအဲ့လို complain မရှိဘူးပြီးတော့သူလှုပ်ရှားရှိတော့အလုပ်ကိုအကောင်းဆုံးပြောင်းလုပ်ပါတယ်ကျွန်တော်နဲ့နှစ်ယောက်သေးဆောင်တဲ့အခန်းလေးမှာလည်းတေးချာချာစီနီယာPPပေါ့နော်တေးချာချာလေးကျွန်တော်ဘက်ကလွတ်လွတ်လပ်လပ်လုပ်ခွင့်ရအောင်အမားကတေးချာလေးကိုဒါလမ်းဖွင့်ပေးတာပေါ့နော်တယောက်နဲ့တယောက်ဒါအဖေးယူတယောက်နဲ့တယောက်မျှအောင်လုပ်လို့ရအောင်ဆိုပြီးတော့အမားဘက်ကနေပြီးတော့အဲ့လိုမျိုးတွေအများကြီးလက်တွဲခေါ်ပြီးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ဘလုံးမမပတ်သက်ဘူးလိုက်ပြီးတော့နှောက်ရှက်နေတာမေထိုးဘာနှောက်ရှက်တော့မဟုတ်ပါဘူးမေရဲ့ချစ်တာရှင်နဲ့ကျမဘာမှပြောစရာအကြောင်းမရှိဘူးကိုချစ်တော်ပါဆိုလို့ကျွန်တော်ကတော့ကျွန်တော်ရိုက်ထားတာပေါ့နော်တနိုင်ဆုံးတော့ကျွန်တော်ကြိုးစားထားပါတယ်ကြိုက်တာမကြိုက်တာတော့ဒါပရိသတ်ကြီးကပဲကြည့်ပြီးတော့ဝေဖန်ပေးပါပေါ့နော်ဒါကတော့လူတိုင်းလည်းမကြိုက်နိုင်ဘူးလေနော်ဟိုလူတိုင်းလည်းကိုကြိုက်နိုင်မှာမဟုတ်ဘူးပြီးတော့ကြိုက်တဲ့သူတွေအတွက်လည်းတနိုင်ဆုံးကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ်အဲ့အဖေဂယူးဆိုင်နေတဲ့ပတ်ဝန်းကျင်အားနေစောက်တင်းထုတ်လိုက်တန်းထုတ်လိုက်လည်းဘာကျေးဇူးမှမရှိပဲနဲ့ကျွန်တော်တို့ဂယူးဆိုင်နေတယ်နိုင်လားအတူ 20% discount လားအခုလည်းအခုပေါ့အခုကြည့်ရင်လက်ဆောင်ယူလို့ရပြီ哟ဩဂတ်စ်လအတွင်းမှာနိုင်ဝယ်မဲ့သူတွေအတွက်ချေယူနိုင်ရောင်းဆိုင်နေမှာရှိရဲ့ဘယ်နိုင်ဝယ်တော့ပဲနိုင်တလုံးဝယ်လိုက်တဲ့မှာဘလာမပါတဲ့ Supreme Read တစ်ချိန်နှိမ့်လို့ရမယ်အပြင်ကိုယ့်ရဲ့ lucky draw တိုင်းအတူ 20% discount တွေ3ယောက်ကျိတ်မသက်ရနိုင်တလုံးကိုချက်ချင်းယူလို့ရမှာမို့ share မိုက်နဲ့ချေယူရဲ့ lucky draw ကြီးနဲ့နိုင်ဝယ်ကြပါစို့နိုင်ဆိုရင် cherry အဓိကတော့ဒီပုံစံတွင်ပြပေါ့နော်လောလောဆယ်အဲ့လိုမျိုးပထမဆုံးအနေနဲ့ကတော့ဒီပုံစံဒီကြမ်းတမ်းအရင်ကြမ်းတမ်းနေရပြီလည်းမဟုတ်ပဲねအဲ့လိုဂျစ်ကန်ပုံစံမျိုးထွက်အောင်တော့ဒီ stylish ရဲ့အကြံပေးမှုတွေနဲ့ပေါ့နော်ဝတ်စားပုံစံဆိုရင်ဒီဇိုင်းအဲ့ဒါလေးပဲပြောင်းတာတော့ဟုတ်ဒါကတော့လူဆိုတာကတော့အပြင်လောကမှာလည်းကျွန်တော်တို့ကအများအားကောင်းနေတဲ့လူဆိုတာမရှိဘူးလေနော်တရားရကန်လုံးဘယ်သူမှကောင်းနေတာမျိုးမဟုတ်တော့ဒါလူရဲ့စိတ်သဘောတဘာဝတွေရယ်ပြီးတော့အဲ့ထဲမှာတဘာဝထက်ပေါ့နော်တဘာဝစိတ်ထက်နည်းနည်းလေးတချို့ခွေကောက်များတဲ့လူတွေရဲ့စိတ်တွေပေါ့နော်အဲ့လိုစိတ်တွေကိုစုပေါင်းပြီးတော့ကျွန်တော်တို့ထည့်ရိုက်ထားတာပေါ့နော်ဒီလိုညင်ဆိုးရှိတဲ့ကောင်မကျမဖြည့်ပြီးချစ်ပေးခဲ့တာကွာကျမရဲ့အကြီးမားဆုံးအမှားပါတရားမိန်းမတွေအတောင်းချတဲ့လူရှုပ်ပါငါချစ်ကိုလှည့်စားတဲ့ကောင်ညောင်းမောင်းနေအဲ့လိုဒိုလေးဆိုတဲ့ character အဲ့လို character မျိုးနဲ့တော့နည်းနည်းလေးဆိုင်တယ်ပေါ့နော်ဆိုင်တယ်ဆိုတော့သူ့ရဲ့ဒီမမြင်ရတဲ့ဒီ dark side တွေကို dark side တွေကိုကျွန်တော်တို့ကပုံဖော်ထားတဲ့သဘောပေါ့ကျွန်တော်ကတော့ကျွန်တော်ရိုက်ထားတာပေါ့နော်တနိုင်ဆုံးတော့ကျွန်တော်ကြိုးစားထားပါတယ်ကြိုက်တာမကြိုက်တာတော့ဒါပရိသတ်ကြီးကပဲကြည့်ပြီးတော့ဝေဖန်ပေးပါပေါ့နော်ဒါကတော့လူတိုင်းလည်းမကြိုက်နိုင်ဘူးလေနော်လူတိုင်းလည်းကိုကြိုက်နိုင်မှာမဟုတ်ဘူးပြီးတော့ကြိုက်တဲ့သူတွေအတွက်လည်းတနိုင်ဆုံးကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပရိသတ်အားပေးလို့လည်းကျွန်တော်ရက်တည်လို့ရတာပေါ့နော်ရက်တည်လို့ရတယ်ဆိုတော့အားပေးတဲ့ပရိသတ်ကောကျွန်တော်ကိုကြိုက်တဲ့သူဖြစ်စေမကြိုက်တဲ့သူဖြစ်စေတကယ်ကျေးဇူးတင်ပါတယ်ဒါကတော့လာရောက်ကြည့်ရှုအားပေးပြီးတော့ပဲဝေဖန်ပေးပါပြောချင်တယ်အဲဆိုကိုလိုချစ်သူဖြစ်ပြီပေါ့ဟုတ်တယ်ချစ်သူတော့မဟုတ်ဘူးကျမပါအောင်နမ်းခဲ့တဲ့အတွက်ရှင်ပြန်ပေးလိုက်ရရော်ကြီးပဲချစ်တဲ့သူကရိုက်လို့တော့တွေးတော့လားချို့ဟုတ်ပါတယ်ခင်ဗျဟုတ်ပါတယ်ပထမဆုံးမှာမမိုးနဲ့ကျွန်တော်ခုနလည်းပြောပါတယ်မမိုးနဲ့ကဘာမှတွေးတူးညှိစီကြရတယ်မလိုဘူးပေါ့နော်အမားနဲ့ကအရန်ကိုအလုပ်လုပ်ကောင်းတယ်ပြီးတော့တယောက်ဖြစ်ချင်တဲ့ဟာကိုလည်းတယောက်သိကြတယ်ပေါ့နော်ပြီးတော့ဆိုတော့ဘာရိုက်ကွင်းမှာဆိုလဲအမငြိမ်နေတာပဲပေါ့နော်ဘာမှအဲ့လို complain မရှိဘူးပြီးတော့သူလှုပ်ရှားရှိတော့အလုပ်ကိုအကောင်းဆုံးပြောင်းလုပ်ပါတယ်ကျွန်တော်နဲ့နှစ်ယောက်သေးဆောင်တဲ့အခန်းလေးမှာလည်းတေးချာချာစီနီယာ PP ပေါ့နော်တေးချာချာလေးကျွန်တော်ဘက်ကလွတ်လွတ်လပ်လပ်လုပ်ခွင့်ရအောင်အမားကတေးချာလေးကိုဒါလမ်းဖွင့်ပေးတာပေါ့နော်တယောက်နဲ့တယောက်ဒါအဖေးယူတယောက်နဲ့တယောက်မျှအောင်လုပ်လို့ရအောင်ဆိုပြီးတော့အမားဘက်ကနေပြီးတော့အဲ့လိုမျိုးတွေအများကြီးလက်တွဲခေါ်ပြီးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်မေ Happy birthday ပါဝင်းနေမှာပျော်ရွှင်ပါနေယူနေလားငါဆိုင်နေတယ်အခုချက်ချင်းထွက်သွားလိုက်စမ်းသွားဘာနောက်ချက်တော့မဟုတ်ပါဘူးမေရဲ့ချစ်တာဒါတော့ဘယ်လိုခေါ်မလဲဒါဥဆောင်ရဲ့စီမံခန့်ခွဲမှုအောက်မှာသွားရတာပေါ့နော်သွားရတာဆိုတော့လေဒါလူပုံစံလေးတေးဥဆောင်မလဲဆိုတော့ခုနကျွန်တော်ပြောသလိုပဲအကုန်လုံးနဲ့ team work နဲ့ကျွန်တော်ညှိရတာဟုတ်ဒီစင်းကတော့ဘာမှပြောစရာမရှိပါဘူးဘာလို့လဲဆိုတော့ဒီစင်းရဲ့တဘာနဲ့ဝါနဲ့ရပါတော့ဒါရန်ကိုဘာမှကျွန်တော်အနေနဲ့ကဘာမှပြောပိုင်လို့မရှိပါဘူးဘာလို့လဲဆိုတော့ရန်ကိုက
professional အရင်ပြီးသားတယ်ပေါ့ပြီးတော့ကျွန်တော်ဆိုလဲဒီစင်းနဲ့တေးဆောင်တဲ့အချိန်မှာဘယ်လိုပဲဖြစ်ဖြစ်အပြင်စိတ်နဲ့ဆိုရင်တော့ဒါအားနာတာတွေရှိတာပေါ့နော်ဒီစင်းကတော့ဒါတားရဲခေါင်းနဲ့တဲ့တေးဆောင်တာတွေပါညာဆိုတော့ဒါဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒါလူတွေသားတွေကိုပေါ့နော်ဒါတေးဆောင်ရတာမရှိအောင်အများတန်းဒါဒီစင်းကအများတန်းပြောပြပေးရဲပေါ်ပပဖြစ်အောင်လုပ်ပေးရဲဆိုတော့အဲ့ဒါဒီစင်းကိုလည်းအများကြီးကျေးဇူးတင်ပါတယ် သူနှစ်ယောက်ချိုးပြီးတော့ထောက်ပြန်ထားတယ်ကောင်းတယ် ဟုတ်ကဲ့ပါကျွန်တော်တို့ဒီကျမနဲ့မောင်စောရုပ်ရှင်ကားကြီးဟာဩဂုတ်လ28ရက်နေ့မှာရုံလေးပြသတော့မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်နဲ့မမိုးနဲ့လည်းပထမဆုံးဆုံတဲ့ကဖြစ်တဲ့အတွက်အားကြည့်ရှုအားပေးတော့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါ